Ok,အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ရိတ်ဆက်မှာကျွန်တော်တို့ဒီဖြူမီးနဲ့ပတ်သက်တဲ့ဖြူလိုင်းတွေပါခဏခဏပြတ်နေလို့ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီမှာပုံလေးနဲ့ပြပေးမှာပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကြည့်လိုက်အောင်အဲ့တော့ကျွန်တော်တို့ battery O ရနေပြီးတော့ battery O ရဲ့အပေါင်းစားရတယ်ပြီးတော့ဒီမှာ60 ampere ဖြူကိုဖြတ်မယ်နော်60 ampere ဖြူကိုဖြတ်မယ်60 ampere ဖြူရဖြတ်လာပြီးတော့ဘယ်ကိုသွားမလဲဆိုဒါကကျွန်တော်တို့ on လာပိတ်တယ်လည်းမဆိုင်သေးဘူးနော်ကျွန်တော်တို့ဗီဒီယိုတက်ထားတဲ့အနေထားမှာဒီအပေါင်းကုတ်ကနေပြီးတော့ဒီမှာ60 ampere ဖြူကိုဖြတ်မယ်ပြီးတော့ဒီမှာ10ဟုတ်တယ်10ဖြူနော်25ဖြူကိုဖြတ်ပြီးတော့နော် relay နှလုံးမီး relay နော်ပြောမယ်ဆိုလို့ရှိရင်ဒါကချီနင်းကုံဘေးနာကဖြူဟိုမီးဒီကိုအလုပ်လုပ်ပေးတဲ့နော်ကျွန်တော်တို့ဒါ relay ဒီဘက်ကကျတော့ဒီရှေ့ကဒါအလုံးလုံးတဲ့မီးနော်အလုံးလုံးတဲ့မီးဆိုအလုံးလုံးဒီအလုံးလုံးဆိုတာကဒီမှာရှေ့ကဟိုနောက်ပါမယ်နောက်ပါမယ်ပြောင်းထိတ်ကဟာပါမယ်နော်ပြောင်းထိတ်ကဟာပါမယ်တို့ဥစားလေကြောင်းအပေါ်ကဟာပါမယ်နော်ဒါရှေ့မီးတစ်လုံးပါမယ်ပေါ့နော်ဒါလေးလုံးအလုံးလုံးတဲ့မီတာ25 ampere ဖြူကိုသွားထားတာနော်အဲ့ဒီမှာကျွန်တော်တို့ကဘယ်ဒီတက်ထားတဲ့အနေထားမှာမီးကဘယ်ကိုရောက်နေမလဲဆိုဒီ relay တွေကိုကျွန်တော်တို့10 ampere ဖြူကိုဖြတ်မယ်25 ampere ဖြူကိုဖြတ်ပြီးဒီ relay တွေကိုမီးတစရောက်နေရမှာအဲ့ဒီမှာကျွန်တော်တို့ကတော့ဖွင့်နေဖြစ်သည်မဖွင့်နေဖြစ်သည်နော်ဘယ်ဒီကိုတက်ထားတဲ့ဆိုလို့ရှိရင်တက်စရာနဲ့ထောက်လိုက်ဒီ relay ကိုမီးတစရောက်ကမှာ okay ဒီ relay နှလုံးမီးတစစီရောက်နေတယ်တကယ်လို့မရောက်ဘူးဆိုလို့ရှိရင်မတန် ampere ဖြူမြောက်ရင်ဒါဒီဖြူပြတ်သလားဒီ25 ampere ဖြူပြတ်သလားဒါမှမဟုတ်ဒီကျိုးတွေပြတ်သလားဒါမှမဟုတ်ဒီ60 ampere ဖြူပြတ်သလားဒါကိုကျွန်တော်တို့စစ်လို့ရမယ်။ Okay ဟုတ်ပြီ။အဲ့မှာကကျွန်တော်တို့တော့နဲ့လာပြီ။တော့ဖွင့်လိုက်တဲ့တပြိုင်နဲ့တော့ဖွင့်လိုက်တဲ့တပြိုင်နဲ့ဒီမှာတော့ကိုကျွန်တော် on လိုက်တဲ့တပြိုင်နဲ့ကျွန်တော်မီးကလင်းမသွားတာမဟုတ်ဘူး။နော်မီးကလင်းသွားတာမဟုတ်ဘူး။တော့ဖွင့်လိုက်တဲ့တပြိုင်နဲ့ကျွန်တော်ဒီမှာတော့အိမ်ရနေပြီးတော့ဒီမှာဟွန်းတစသွားမယ်။ဟွန်းကတော့တော့ဖွင့်တဲ့တပြိုင်နဲ့ဒီမြည်မယ်နော်။မမြင်တော့ဟုံးပြက်မပြက်ရင်ဒါဟိုစားဒီကျိုးပေါ့နော်ဒီကျိုးလန့်ပါညာစစ်ရမယ်ဟုတ်ပြီဒါလို့တော့ဖွင့်ထားတဲ့အနေထားမှာကျွန်တော်တစ်ချက်နှိပ်ရင်မီးကလုတ်ကိုတစ်ချက်ဖွင့်လိုက်ရင်ဘယ်လမ်းအောင်သွားလဲဆိုတစ်ချက်ဖွင့်လိုက်တဲ့တပြိုင်တည်းဒီရဲ့မီးတစားကဒီခလုတ်ရဲ့မီးတစားကကျွန်တော်ဖွင့်လိုက်တဲ့တပြိုင်တည်းဒီအလုံးလုံးတဲ့မီးလူအတက်ဆင်းပေးနာက relay ကိုသွားအလုံးလုံးrelay ကိုတော့အလုံးလုံးတော့မှဒီ relay ကိုမီးရောက်တော့မှဒီမှာပထမတန်းပြဖြူဖြတ်ပြီးတော့မီးရောက်တဲ့တစားရောက်မယ်ဒီမှာကတော့ဒီမှာကခလုတ်ကိုဖွင့်လိုက်တဲ့အခါမှာဒီ relay ကိုမီးတစားနောက်တစားထက်ရောက်တော့မှဒီမီးကလင်းတာဒီ relay ကဓာတ်ကနေဆိုသွားပြီးတော့ဒီ contact လေးကိုသွားချိတ်ဆက်လိုက်တယ်နော်အစားဒီကောင်ပိတ်ထားတာနော်ဒီလေဒီကိုတော့ခလုတ်လဲဖွင့်လိုက်ဟိုဒီ relay ကိုမီးတဲ့တစားရောက်တော့ဓာတ်ကလေးဆိုသွားလဲပူကိုဒီမီးလင်းမယ်နော်โอเคနော်အဲ့ဒီရှင်းတယ်နော်ဟုတ်ပြီနောက်တစ်ချက်လဲထပ်လဲဖွင့်လိုက်ကောနောက်တစ်ချက်လဲမီးစုံလဲဖွင့်လိုက်ကောဒီကတော့ရောက်နေပြီနော်နောက်ခလုတ်လဲမီးစုံလဲဖွင့်လိုက်ကောဇက်ဆိုဒီ relay ကိုသွားပြီးတော့အလုပ်လုပ်မယ်ဒီ relay ကိုသွားပြီးတော့မီးလဲရောက်ကောဒီ relay ကဖွင့်ပေးလိုက်ကောဒီမီးလေးလုံးလင်းမယ်โอเคဟုတ်နော်မီးလေးလုံးလင်းမယ်အဲ့တော့ကျွန်တော်တို့မီးမလင်းတိုင်းလဲဒီ relay လို့ပြောလို့မရဘူးဒီခလုတ်ကောင်းမှလဲမီးလင်းမယ်နော်ဒီခလုတ်မကောင်းရင်လဲဒီ relay တွေကအလုံးလုံးမှာမဟုတ်ဘူးโอเคဒီခလုတ်ကကောင်းပြီဆိုလို့ကောင်းပြီတစ်ချက်ဖွင့်လိုက်လို့ခလုတ်ကတော့အကောင်အစ်စ်နော်ခလုတ်ကတော့ကောင်းပြီတစ်ချက်ဖွင့်လိုက်တယ်မီးမလင်းအဲ့ဒါဆိုလို့ရှိရင်ဒီ relay ကိုတစ်ချက်စစ်ကြမှာဟုတ်ပြီဒီ relay လဲကောင်းပြီ relay လဲကောင်းတယ်ဆိုလို့ရှိရင်တော့ဒီတော့အိမ်ရနေပြီးတော့ relay ကိုသွားတဲ့မီးယိုးကိုတစ်ချက်စစ်ကြမယ်နော်ဟုတ်ပြီဒီတော့အိမ်ဒီမီးကလုတ်ကနေပြီးတော့ဒီမီးယိုးတော့ကောင်းတယ်ဒီ relay ရတဲ့အလုပ်ကောင်းတယ်ဆိုလို့ရှိရင်ဟုတ်ပြီဒီ relay ရနေပြီးတော့ဒီမီးကိုသွားတဲ့မီးယိုးမီးသီးကိုသွားတဲ့ကျိုးနော်ဒီအနှုတ်ကတော့ frame ပဲเนาะဟုတ်ပြီဒါသွားထားပြီးသားเนาะโอเคဒီဘက်လည်းထုံနီးတူသွားပဲ
ဒီယုံမီရောက်တယ်ဒီယုံမီမရောက်ရင်တော့ခလုတ်စစ်မယ်ခလုတ်ကလေဒီ relay ကိုသွားကြိုးစစ်မယ်ဟုတ်ပြီဒီယုံမီရောက်တယ်ဒီဘက်ကမှသွားရင် relay ကိုစစ်မယ် relay ကောင်းတယ်ဒီကနေမီးမထွက်ဒီကနေလည်းမီးထွက်တယ်ဆိုမီးတော့ထွက်တယ်ဒီမီးသီးရှိတော့မရဘူးဆိုပြီးမီးကြိုးစစ်မယ်နော်โอเคတေချာတာတခုတော့ဒီမီးသီးတွေမှာကဥနောက်ပိုင်းကဖြစ်တဲ့တာမီးသီးတွေမှာ short ကျတဲ့ပြဿနာတွေရှိလာတဲ့အတွက်ကြောင့်မီးသီးတွေကိုလည်းတေချာစစ်မယ်ဟုတ်ပြီဒီအပေါင်းနှုတ်တွေအကုန်လုံးကောင်းပြီဆိုရင်တော့ဒီအကျိုးကိုတစ်ချက်စစ်မယ်နော်အကျိုးတွေကောင်းမကောင်းအမိလားမမိလားဆိုတော့တစ်ချက်စစ်ကြည့်မယ်နော်အဲ့ဒါဆိုရင်တော့ဒီအချုပ်ကတော့60 MB ဖြူပဲနော်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ဒီမီးလိုင်းနဲ့ပတ်သက်ပြီးတော့အလုံးလုံးတဲ့မီးနဲ့ဒီခေါင်းမီးပေါ့ဗျာအဲ့ဒါလေးဆိုတော့လည်းသဘောပေါက်လောက်ပြီထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ